ဒီအဖြစ်ပြက်နောက်မှာလူသက်သမားကမိုက်ကိုအဆောက်အုံခေါင်မိုးပေါ်ခေါ်သွားပြီးလက်ထဲကပစိန်နဲ့တိုက်ခိုက်ပါတော့တယ်။ဂျိုလီကအဖေကိုရက်တက်မှုအသေးတန်ထားပေမဲ့လူသက်ဖို့စိတ်ဝင်စားနေတဲ့လူသက်သမားကလုံးဝမနာပါဘူး။မိုက်လည်းတေတော့မဲ့အချိန်မှာပဲအောက်ထပ်မှာရုတ်တရက်ကြီးမားတဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပါတယ်။လူသက်သမားကအဲ့ဒီပောက်ကွဲမှုကြောင့်အဆောက်အုံအဆုံးဘက်ကိုဆွဲခေါ်ခံရပြီးအခြေအနေတွေရုတ်ရုတ်တဲတဲဖြစ်သွားပါတယ်။ဂျိုလီကအခန်းထဲပြန်ဝင်ပြီးအကူအညီတောင်းဖို့ဖုန်းဆက်မဲ့လုပ်နေချိန်မှာသူမကိုအမြဲတမ်းမကောင်းတဲ့အကြံနဲ့စောင့်ကြည့်နေတဲ့စာပိုးသမားကအခန်းထဲဝင်လာပါတယ်။အရင်တုန်းကလူသက်သမားကိုကြောက်လို့ဂျိုလီကိုဘာမှမလုပ်ရဲခဲ့ပေမဲ့အခုတော့တိုက်ခန်းတစ်ခုလုံးပယံပရာဖြစ်နေပြီဆိုတာကိုအခွင့်ကောင်းယူပြီးသူ့ရဲ့အလိုဆန္ဒကိုထုတ်ဖော်လာပါတယ်။ကံကောင်းစွာနဲ့မိုက်ကအချိန်မီရောက်လာပြီးသူ့အသုံးပြုနေကြပြန်တန်းလာနိုင်တဲ့ဓာတ်ကိုပစ်လိုက်ပါတယ်။ဓာတ်ကမိအိမ်ကိုထိမှန်သွားပြီးစာပိုးသမားလည်းလဲကျသွားပါတယ်။အဲ့ဒီနောက်မိုက်ကဂျိုလီကိုခေါ်ပြီးအခန်းထဲကနေထွက်ပြေးလာပါတယ်။တစ်ဖက်မှာတော့တက်လွတ်စားသူတွေကအခန်းထဲကအမျိုးသမီးတစ်ယောက်ကိုမိုက်လို့မှားယွင်းထင်ပြီးဖမ်းခေါ်သွားကြပါတယ်။မြေအောက်ပုံးခိုရာကိုပြန်ရောက်တဲ့အချိန်မှာတော့သူတို့ဖမ်းလာတာမိုက်မဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။တစ်ချိန်တည်းမှာမိုက်နဲ့ဂျိုလီတို့ကလူသက်သမားနဲ့တိုက်ခန်းနေထိုင်သူတွေဝိုင်းပိတ်ထားတဲ့အခန်းထဲမှာပိတ်မိနေပါတယ်။မိုက်ကိုဖမ်းဖို့အတွက်လူတွေကပစိန်နဲ့မီးဖိုချောင်သုံးသားတွေကိုအသုံးပြုပြီးတကားကိုအဆက်မပြတ်ခုတ်ထိုးနေကြပါတယ်။ဒါပေမဲ့မိုက်နဲ့ဂျိုလီတို့ကလည်းလက်လျှော့မနေပါဘူး။မိုက်ကရေချိုးခန်းထဲကရေပိုက်ကိုဆွဲဖြုတ်လိုက်ပြီးအခန်းတွင်းကအပေါက်ပြဲတွေကိုအဝတ်စတွေနဲ့ပိတ်ထားလိုက်ပါတယ်။ခဏအကြာမှာရေချိုးခန်းတစ်ခုလုံးရေနဲ့ပြည့်လာပါတယ်။နောက်ဆုံးလူသက်သမားတို့ကအခန်းထဲဝင်လာပြီးရေချိုးခန်းတကားကိုဖွင့်လိုက်တဲ့အခါအတွင်းမှာစုနေတဲ့ရေတွေကအရှိန်ပြင်းပြင်းနဲ့ထွက်လာပြီးအားလုံးကိုအောက်ထပ်လမ်းကြားတဲ့အထိဆွဲချသွားပါတယ်။ဒါပေမဲ့အဆောက်အုံကအလွန်ဟောင်းနှွမ်းနေပြီးရေမြောက်များစိတ်ဝင်လာတာကြောင့်ရေချိုးခန်းချမ်းပြင်ကမခံနိုင်တော့ပဲပြိုကျသွားပါတယ်။မိုက်နဲ့ဂျိုလီတို့လည်းအောက်ထပ်ကိုပြုတ်ကျသွားပြီးလူသက်သမားတို့ရဲ့ဝိုင်းရံခြင်းကိုထပ်မံခံရပြန်ပါတယ်။အဲ့ဒီအချိန်မှာသက်သမားကမိုက်ကိုဓာတ်နဲ့ပစ်လိုက်ပါတယ်။ဒါပေမဲ့ဓာတ်ကမိုက်ကိုမထိပဲနေရန်ထဲမှာပဲစိုက်ဝင်သွားပါတယ်။သူကထပ်ပြီးတိုက်ခိုက်ဖို့ပြင်နေချိန်မှာအရင်ကမှားယွင်းဖန်ဆီးခံခဲ့ရတဲ့အမျိုးသမီးကမြေအောက်ပိုက်လိုင်းကနေထွက်ပြေးပြီးပြန်ရောက်လာပါတယ်။သူမကမိုက်အမြဲအသုံးပြုတဲ့ပြန်တန်းလာနိုင်တဲ့ဓာတ်ကိုကောက်ယူပြီးသက်သမားလက်ထဲထည့်ပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့အားလုံးမသိခဲ့တာတခုရှိပါတယ်။အဲ့ဒီဓာတ်ကတာမန်ဓာတ်မဟုတ်ပဲပြန်တန်းလာတဲ့ဘုံမရင်ဓာတ်ဖြစ်နေပါတယ်။လူသက်သမားကဓာတ်ကိုပစ်လိုက်တဲ့အခါဓာတ်ဟာပြစ်မှတ်ကိုမထိပဲပြန်လှည့်ပတ်လာပြီးသူ့စီကိုပြန်ရောက်လာပါတယ်။ဒီလိုနဲ့တခြားသူတွေကိုတက်ဖြတ်ပြီးအသက်ရှင်လာခဲ့တဲ့လူသက်သမားဟာနောက်ဆုံးမှာသူကိုယ်တိုင်ပစ်လိုက်တဲ့ဓာတ်နဲ့ပဲတေဆုံးသွားပါတယ်။သက်သမားတေဆုံးသွားတာနဲ့အောက်ထပ်ကအသားဆိုင်လည်းပိတ်သွားပါတယ်။တိုက်ခန်းတစ်ခုလုံးမှာနှစ်ပေါင်းများစွာလွှမ်းမိုးနေခဲ့တဲ့ကြောက်ရွံ့မှုနဲ့ဖိနှိပ်မှုတွေဟာလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။ဂျိုလီနဲ့မိုက်တိုကတော့အဲ့ဒီနေရာမှာပဲဆက်နေထိုင်ပြီးသူတို့ရဲ့ကိုယ်ပိုင်ဘဝကိုစတင်ခဲ့ကြပါတယ်။